အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီချေက topic 9ပေါ့နော် important or recess ethics အကြောင်းကိုဒီချေ share ပေးမှာဖြစ်ပါတယ်recess ethics ဆိုတာများသောအားဖြင့်ကျောင်းသားတော်တော်များများဒီချေတို့ recess မှာဆိုရင် ethics ဆိုတဲ့ chapter ကို chapter တစ်ခုအနေနဲ့သင်ကြားခဲ့ရတာရှိပါတယ်အဲဒါပေမဲ့ mostly ကလည်းတော်တော်များများကအဲ့ဒီ ethics ကိုဟိုစာတော့သင်လိုက်တယ်ကွာဒါပေမဲ့ဘယ်လိုလိုက်နာမလဲဆိုတဲ့အကြောင်းအရာတွေကိုဟိုသိတော့သိတယ်ဒါပေမဲ့အဲလိုက်နာနိုင်နေလိုက်နာတဲ့ဟာတော့နည်းနည်းအားနည်းနေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါတချို့ဆိုရင်အဲဒီချေတို့ကိုလာမေးကြတယ်ပေါ့နော်ကျောင်းသားတော်တော်များများအဲ question တွေကresponse rate မလုံလောက်ဘူးပေါ့အဲ့တော့ကိုယ့်ဘာကိုယ်ပဲဖြည့်လို့ရလာပေါ့နော်အဲ့ဒါဒီချေတို့ကအမှန်တကယ်တော့ research မှာဒီချေတို့ကအသစ်နဲ့ပတ်သက်ပြီး chapter ကြီးကတစ်ခုလုံးတော့သင်ထားရတယ်အဲ့ဒီမိကိုတစ်ခုတည်းရပဲတကယ် research ethic ကိုဒီကျောင်းသားလိုက်နာဖို့တကယ်နားလေလားနားမလေလားဆိုတာကလာပြတာပေါ့နော်အဲ့တော့တကယ်လေတော်တော်များများကျောင်းသားတော်တော်များများကအဲ့ဒီ question ကိုလာမေးကြတယ်အဲ့လိုကြားတဲ့အချိန်ကျရင်ဒီချိန်တော့ဘာတွေးမိတယ်လဲဆိုတော့ဒီ student က research ethic ကိုသူကစာတော့သင်လိုက်တယ်ဒါပေမဲ့သူကနားတော့မလဲသေးဘူးအဲ student တော်တော်များများက research ethic ကိုဟိုဒီချိန်လို့ဆိုကြပါစို့လက်ချာလိုက်ကြတယ်ပေါ့နော်လက်ချာလိုက်တယ်ဆိုတာတော့ဒါကျောင်းသားတွေရဲ့ formality ပေါ့ဒါအမြဲတမ်းလုပ်ရမယ်လို့ပဲသူတို့ကမြင်ကြတာဒါပေမဲ့ဒီချိန်လို့စဉ်းစားကြည့်အောင်ပေါ့နော်တကယ်အပြင်လက်တွေ့ business world ထဲမှာဆိုရင်ရော data integrity မရှိတဲ့ research ဟာ data လုံးဝ data ရဲ့ပြောရမယ်ဆိုတကယ်စစ်မှန်မှန်ကန်မှုမရှိတဲ့ research ကအဲ့ဒီ company ကိုဘယ်ကိုပို့မလဲဆိုတော့ wrong direction စီကိုပေါ်သွားနိုင်ပါတယ်အဲ့တော့ဒီချိန်တော့ market research လုပ်တယ်ဆိုရင်ဟို fake data တွေကိုသုံးပြီးတော့ product launch လုပ်တယ်ဆိုရင်ဒီချိန်တို့ company မှာတကယ်ကိုမှ million နဲ့ရှိပြီးတော့ဆုံးရှုံးနိုင်ပါတယ်ဒါကြောင့်ဒီချိန်တို့ research ethics ဆိုတာ researcher တယောက်ရဲ့တကယ် professional identity တစ်ခုပါ smart ဖြစ်ဖို့တွေမဟုတ်ဘူးတကယ်ဒီချိန်တို့က honest ဖြစ်ဖို့လည်းလိုပါတယ်အဲ့တော့ဒီချိန်ကဒီ session မှာဒီချိန်တို့ကျောင်းသားတွေ research ethics ရဲ့ core principle တွေတကယ် real example တွေနဲ့ကျောင်းသားတွေအများစု common mistake တွေကိုဒီချိန်တို့အတူတူလေ့လာကြရအောင်အဲ့တော့ဒီချိန်တို့ကကျောင်းသားတော်တော်များများက research ethics ကို textbook definition အနေနဲ့ပဲမှတ်နေတာမျိုးမဟုတ်ဘဲနဲ့အဲရိုးရိုးရှင်းရှင်းလေးဒီချိန်ရှင်းပြမယ် researcher တယောက်ဟာ research လုပ်တဲ့အချိန်မှာ research ethics ဆိုတာသူဘယ်လို behave လုပ်ရမလဲဆိုတဲ့ professional standard တွေပါအဲ့တော့ပထမအဦးဆုံး principle ကတော့ honest ပါဒီလို business world ထဲမှာလည်းကြည်ပါနော် auditor တယောက်ကစာရင်းစစ်တဲ့သူတယောက်က financial report မှာနော် fake number တွေဒီလိုထည့်လိုက်ရင်ဘာဖြစ်သွားမလဲ company ပြတ်သွားနိုင်တယ်အဲ့ဒီတော့ဒီကျေတို့ကဒါဟာ research မှာလည်းဒီကျေတို့အတူတူပါပဲဒုတိယ principle ကတော့ originality ပါည plagiarism ဆိုတာကဒီကျေတို့က academic thief ပေါ့နော်သူများ idea ကိုကိုယ်ပိုင် claim လုပ်တယ်ဆိုတာက professional ဒီကျေတို့ရဲ့ career ကိုဖျက်ဆီးနိုင်ပါတယ်အဲ့တော့ confidential confidentiality အဲ့ဒါဒီကျေတို့က respondent တွေအဲနော်ဒီကျေတို့ကို trust ပေးပြီးတော့သူတို့ကကိုယ့်ကိုယုံလို့သူတို့ရဲ့ data ကိုပေးတာအဲ့ဒီရဲ့ trust ကိုကာကွယ်ဖို့အတွက်က researcher တွေမှာတာဝန်ရှိတယ်။ဒါ transparency ဆိုတာကတကယ်လို့က research process ကိုတကယ်ကိုမှ honest ဖြစ်ဖို့လိုပါတယ်။အဲ့တော့တကယ်လို့က respect for participant ဆိုတော့ respondent တွေကတကယ်လို့က volunteer ဖြစ်ရမယ်။သူတို့ by ဖို့ရင်းနဲ့ဖြည့်ခိုင်းတာမျိုးလုပ်လို့မရဘူး။အဲ့တော့တကယ်အခုဒီနောက်တစ်ခုကဒီ principle ၅ခုကိုဒီချေတို့ master ကျောင်းသားတွေရောเนาะအဲကိုယ့်ရဲ့စိတ်ထဲမှာတင်ထားပြီးတော့ဒါတွေကဒီချေတို့ရဲ့ဒီကိုတက်ပြီးရ program တစ်ခုပြီးသွားရင် degree ရပြီးသွားရင်ကိုယ့်ရဲ့ professional life မှာကိုယ့်ကိုတကယ်ကိုမှเนาะ outshine လုပ်ပေးမယ် quality တွေဖြစ်ပါတယ်။အဲကိုနိုင်ကလည်းဒီ degree တွေ certificate တွေဘွဲ့ယူတဲ့ graduation တွေမှာဒီဟာကိုအမှန်တကယ် research ရဲ့ ethic ကိုလိုက်နာပြီးတော့လုပ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီရဲ့ feeling ကဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူးကိုက fake data တွေကောက်ထားတယ်เนาะ data တွေကိုပြင်ထားတယ် interview တွေတကယ်မလုပ်ဘဲနဲ့ interview လုပ်တဲ့ပုံစံမျိုးတွေကိုကเนาะ thematic analysis တွေနဲ့ကိုကရေးခဲ့မယ်ဆိုရင်အဲ့ဒီပွဲကြီးကကိုယ့်အတွက်ကဘယ်လိုလုပ်ပြီးတော့ quality ဖြစ်တော့မှာလဲเนาะကိုပြန်စဉ်းစားကြည့်ရမှာကိုတကယ် researcher တယောက်မှရှိတင်ရှိထိုက်တဲ့ ethic ကိုမလိုက်နာဘဲနဲ့ရလာတယ်ဆိုရင်ပေါ့เนาะအဲ့တော့ဒီချက်ရဒီမှာဒီချက်ကြောင့်သားတွေကိုတကယ် real example တခုတစ်ချက် share ပေးမယ်เนาะ
ဥပမာ researcher တစ်ယောက်ကနော် employee satisfaction ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှုစာပြီးလုပ်တယ်ပေါ့ဒါပေမဲ့ response rate ကနည်းနေတော့လောက်ရမဲ့ deadline ရဲ့ pressure ကြောင့်ကိုယ်တိုင် fake response တွေဖြည့်လိုက်တယ်ပေါ့တကယ်ကိုမှစာပေကိုမကောက်ဘဲနဲ့ကိုယ်တိုင်တယောက်တည်းဖြည့်တာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းမိသားစုကိုဖြည့်ခိုင်းလိုက်တာဒါ SPSS ထဲကို data ထည့်ပြီးတော့ result ကထွက်လာတယ်ဒါပဲ thesis ကိုလည်း submit လုပ်လိုက်တယ်ပြင်ပကြည့်မယ်ဆိုရင်တော့ဒီရှေ့တော့ဒါ everything look fine ပဲဒါပေမဲ့ insight မှာတော့ဘာဖြစ်နေတယ်လဲဆိုရင်တကယ် real employee တွေရဲ့ real feeling ကိုဘယ်မှမပါနေတော့အဲ့ဒီရဲ့ research ကို base လုပ်ပြီးတော့ HR policy ချမှတ်တယ်ဆိုရင်တော့သိကြတယ်အဲ့ဒါ wrong decision ဖြစ်မှာပဲအဲ့တော့ဒါဟာတကယ်လို့ academic issue တွေမဟုတ်ဘူးဘယ်ထိရောက်သွားလဲဆိုတော့ business impact ပါရှိသွားရောဆိုကြပါစို့ကွာနော် pharmacy company တခုက fake နော် clinical trial data တွေနဲ့နော်ဆေးဝါးတစ်ခုကို drug approve ရဖို့ try လုပ်တယ်ဆိုရင် patient တွေက harm ဖြစ်ကုန်မှာပေါ့သူဒုက္ခတွေရောက်ကုန်မှာပေါ့ဒါကြောင့်တကယ်လို့ research ရဲ့ integrity ကနော်တကယ် life နဲ့နော် death matter တွေအထိပါဖြစ်နိုင်တယ်အဲ့တော့တကယ်လို့ MBA student တွေအနေနဲ့နော်MBA မှမဟုတ်တခြား other program တွေ HND တွေရှိမယ်နော် HNC တွေရှိမယ် final year student တွေရှိမယ် response rate နည်းနေတယ်ဆိုရင်ဘာလုပ်ရမလဲ supervisor ကိုပြောပါနော် sampling method ပြောင်းပါနော်နောက်ပြီးတော့ကိုက follow up reminder တွေကိုဖြည့်ပေးခြင်းအောင်ဒါမှမဟုတ်လည်းတစ်ခါလေကြာရင် incentive တွေပေါ့နော်ဖုန်းပေးတာမျိုးတွေလက်ဆောင်တစ်ခုပေါ့ကွာtissue ပေးတာမျိုး coffee တစ်ခွက်တိုက်တာမျိုးပေါ့နော်လက်ဆောင်ဘောပင်လေးတစ်ချောင်းစီကမ်းတာမျိုးပေါ့နော်ဒါမျိုးလေးတွေကပို့ပြီးတော့လုပ်တယ်ဆိုရင် response rate ကတက်လာနိုင်တယ်ဒါတွေကကျတော့ဒီချိန်စောစောကပြောသွားတဲ့ point တွေအားလုံးကဒါ ethical solution တွေ fake data ဖြည့်တယ်ဆိုတာက research ရဲ့ solution မဟုတ်ဘူးအဲ့ဒါကအမှန်တကယ်တော့ problem ကိုပို့ပြီးတော့ကြီးစေတာ research ရဲ့ quality က trust ပေါ်မှာတည်ဆောက်ထားတာအဲ့တော့တကယ်လို့အဲ့ဒါကိုတော့တကယ်လို့မေ့လို့မရပါဘူးအဲ့တော့ကျောင်းသားတွေတော်တော်များများနော် violation သူတို့တွေဘာတွေကိုသူတို့နော်သူတို့တွေတခါလေကြာရင်ကျောင်းသားတွေကတကယ်ကျွန်တော်တို့ research ethic ကိုလိုက်နာပါတယ်လို့ထင်ကောင်းထင်မယ်ဒါပေမဲ့တချို့ case တွေမှာ unintentionally ဖြစ်တတ်ပါတယ်ဒါကိုတကယ်လို့ aware ဖြစ်ဖို့လည်းအရေးကြီးပါတယ်ဥပမာ plagiarism ပေါ့ plagiarism ကတော့တကယ်ကျောင်းသားတွေအားလုံးသိပြီးသား internet ရဲ့နော်အခုတကယ်လို့ဒီ digital age တွေ internet age တွေမှာ copy paste လုပ်ဖို့က easy ဖြစ်ပါတယ်ဒါပေမဲ့10နှစ်တင်လိုမျိုး tools တွေနဲ့တကယ်လို့က detect လုပ်နိုင်တယ်ကိုယ့်ရဲ့စာစစ်ဌာနတွေကိုယ့်ရဲ့ university တွေကိုယ့်ရဲ့ institution တွေကတကယ်လို့ business world ထဲမှာကြည့်ရဆိုရင် consultant report တစ်ခုကိုတကယ်လို့ဥပမာကွာ plagiarism လုပ်တယ်အဲ့ဆိုရင်တကယ်လို့ legal action နဲ့ကြုံရနိုင်ပါတယ်အဲ့ကြောင့်တကယ်လို့fake data တွေကဒီချက်ဆော့ဆော့ပြောခဲ့တဲ့ example လိုပဲ response rate နည်းတယ်ဆိုရင် supervisor ကိုပြော fake data လုံးဝမဖြည့်ပါနဲ့အဲ့ကြတော့နောက်တစ်ခုကကြတော့ force participation ပေါ့နော်ဖြည့်ပေးပါမဖြည့်ရင်ကျွန်တော် supervisor ကိုပြောမယ်ဆိုတာမျိုးလည်းမဖြစ်သင့်ပါဘူးစာရေးတစ်ခုကိုဖြည့်ပေးတယ်ဆိုတာက voluntary ပဲဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုက privacy violation ကပေါ့နော် respondent ရဲ့ names ကိုဥပမာကိုက interview လိုက်တယ်ပေါ့ qualitative နဲ့သူ့ရဲ့ name ကိုကိုယ့်ရဲ့ thesis ဒါမှမဟုတ်ကိုယ့်ရဲ့ dissertation နဲ့ကိုထည့်ခြင်းရင် permission ယူရမှာဖြစ်ပါတယ် therefore ကတော့နော် anonymous ပဲဖြစ်ရမှာအဲ့တော့တကယ်လို့က manipulating လုပ်ပြီးတော့ result ကတော့နော်ကျွန်တော်ရဲ့ hypothesis ကမှန်မှန်ဘူးဆိုတဲ့ result ထွက်လာတယ်ဆိုရင်ဒါဟာတကယ်လို့က valuable finding မှာတခါလေကြာရင်ကွာကိုရီးယား hypothesis တွေ test run နေကိုယ့်ရဲ့နော်အဆိုပြုချက်ကမှားတယ်ပေါ့ accept မဖြစ်ဘဲနဲ့ reject ဖြစ်တယ်ဆိုကြပါစို့အဲ့လို result ထွက်လာတယ်ဆိုရင်လည်းဒါကတကယ်လို့ရဲ့ valuable finding ပြောင်းစရာမလိုပါဘူး negative result တွေကနော် research မှာဒါပိုတော့မှနော်ဒါ rich ဖြစ်စေပါတယ်အဲ့တော့ဒီ mistake တွေကိုတကယ်တော့ avoid လုပ်ဖို့လိုပါတယ်အဲ့တော့ကိုလည်းတစ်ချက်ကြောင်းသားတွေကမေးဖို့လိုတယ်ကိုကဒီ research တစ်စောင် honest ဖြစ်သလားနော်တကယ်နောက်ပြီးတော့လေကိုကိုဖြည့်ပေးတဲ့ data ပေးနေတဲ့ respondent တွေတချို့ကလည်းနော် participant တွေလို့ခေါ်တယ်ဘတ်သူတို့တကယ်တော့ respect ပေးနေသလားအဲ့ဒီ question နှစ်ခုကတကယ် ethical compass တစ်ခုဖြစ်ပါတယ်အဲ့ဒါ teacher final message ပေးခြင်းနေတာကဘာကိုပေးခြင်းလဲဆိုတော့တကယ်ကိုမှ
good researcher တယောက်ဆိုတာတကယ်တော့စမှတ်ဖြစ်ုံနဲ့နေမရပါဘူးအရေးကြီးဆုံးလည်းလိုပါတယ်အဲ့ဒါဘာလဲဆိုတော့ honest ဖြစ်တာပါရိုးသားမှုကအကောင်းဆုံး policy ပဲဒါတချို့ကျောင်းသားတွေဒီ research မှာမဟုတ်ဘူးနေရာတိုင်းမှာဒါကြားဖို့ပြီးသားစကားဖြစ်လိမ့်မယ်အဲ့ဒါတချို့က research ရဲ့ quality ထဲ research ရဲ့ integrity ကပိုအရေးကြီးတယ်အဲ့ဒါဘွဲယူတဲ့အချိန်မှာကို feed it ပေါ့နော်ခံစားကြည့်လို့ရတယ်နော်အဲကျောင်းသားအများစုကကိုဘလို့လုပ်ပြီးတော့ကိုကျောင်းပြီးပြီးတော့ဒီ degree စာရွက်တစ်ခုရခဲ့တယ်ကိုရဲ့ life မှာလည်း anytime anywhere ကိုယ့်ရဲ့အပေါင်းအသင်းတွေကိုယ့်ရဲ့ senior တွေကိုယ့်ရဲ့ junior တွေကိုယ့်ရဲ့ဒီ research field ထဲမှာကိုကဂုဏ်ယူစွာနဲ့ကိုအမေရိကန်လုပ်ခဲ့တယ်ဆိုတဲ့ဟာကြီးကိုခန်းစားကြည့်ပါတခြားစီပါပဲ fake data တွေနဲ့အဲ့ကြတော့တကယ်တော့က research ရဲ့နော် knowledge တွေလည်းရှိဖို့လိုတယ်နော် research ရဲ့ method တွေနော် theory တွေ research ရဲ့ conceptual framework တွေကိုနော်ကိုကတကယ် deeply နားလည်ပြီးတော့မှ continuous learning ဖြစ်ပြီးတော့ကိုယ့်ရဲ့တကယ်လက်တွေ့လုပ်ငန်းခွင်မှာအသုံးချနိုင်တယ်ဆိုမှအဲ့ဒါတကယ်အကျိုးရှိမှာပေါ့နော်နောက်တစ်ခုကတကယ်တော့ analysis တွေပေါ့နော်ကိုကတကယ်ကောက်ထားတဲ့ data တွေတကယ်ကို interview ထားတဲ့ data တွေကိုကို analysis လုပ်တဲ့အချိန်ကြတော့မှကိုယ့်ရဲ့ interpretation skill တွေကိုယ့်ရဲ့ technical skill တွေကပို့ပြီးတော့ sharpen ပို့ပြီးတော့ကောင်းမွန်လာမှာအဲ့ဒါတွေကရုံးမှာဆိုရင်လေကိုယ့်ရဲ့ office ကိုယ့်ရဲ့ workplace မှာဆိုရင်လေဒါသူများကကိုယ့်ရှိရနေ copy ဆွဲလို့မရတဲ့ဟာတွေပေါ့နော်ဒါတွေကပတ်စံနဲ့လည်းပေးဝယ်လို့မရဘူးအဲ့တော့အချိန်တကူ energy တကူ effort တကူပေးပြီးတော့မှရလာတဲ့ experience တွေအရင်တန်ဖို့ရှိတယ်အဲ့တော့ ethic နဲ့ honest ကကိုရတဲ့ degree ကကိုယ့်ရဲ့ knowledge ကိုပြနိုင်တယ်ကိုယ့်ရဲ့ life မှာလည်းကိုဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာဘယ်သူမှမသိပေမဲ့လည်းကိုသိတယ်လीเนาะအဲ့တော့တကယ်တော့က ethic ဆိုတာကတကယ်ကိုမှ true professionalism ကိုပြတာအဲ့ကြတော့တကယ်ရဲ့เนาะဒီ session ရဲ့ final message ကเนาะကိုယ့်ရဲ့ degree ကကိုယ့်ရဲ့ education ကိုပြတာပေါ့เนาะအဲ့ဒီ education ဆိုတာလေကိုယ့်ရဲ့ ethic ကိုတကယ်ကို truly professionalism လုပ်တယ်ဆိုတဲ့ဟာတကယ်အကြောင်းသားတွေအများနဲ့မှတ်ထားပါနောက်ပြီးတော့ကိုယ့်ရဲ့ junior တွေကတကယ်လို့မေးလာရင် fake data သုံးလို့ရလားလို့မေးတယ်ဆိုရင်ကိုယ့်ဟာကိုယ် response rate နည်းလို့ဖြည့်လို့ရလားလို့မေးတယ်ဆိုရင်ဘယ်လိုဖြေမလဲဒီဟာလေးကိုနားထောင်ပြီးတော့ကိုယ့်ရဲ့မှန်ကန်တဲ့ decision နဲ့เนาะနောင်လာမဲ့ future generation တွေကိုလည်းမှန်ကန်တဲ့အဲဆုံးဖြတ်ချက်မျိုးမှန်ကန်တဲ့လမ်းညွှန်မှုမျိုးပဲပေးနိုင်ပါစေဒါဆိုရင်တော့ဒီဟာလေးကိုအဲပြင်ရတာတွေရောပြောရတာတွေရောအဲ့ဒါလေးเนาะအကျိုးရှိသွားတာပေါ့အားလုံးဒီမှာကျေးဇူးပါ